တွဲဖို့လိုက်ဖို့ဖို့ 100h ဒီ second cost second 10လေးတွေပေါ့နော်ကျွန်တော်စီမှာတွဲဖို့စင်ပြီးသားလေးတွေရပါမယ်ဆိုတော့ဒါလေးတွေကတော့ကျွန်တော် customer လက်ထဲကိုမအပ်မိမှာကျွန်တော်လောက်တက်လေးကျွန်တော်စမ်းပြပေးမယ်ဆိုတော့ဒီမှာကျွန်တော်အိမ်မှာရှိတဲ့ inverter အဟောင်းနဲ့တွဲဆက်ထားတယ်ဆိုတော့ဒီ inverter မှာတော့ charging စနစ်ပါတယ်ပေါ့နော်ဒါပေမဲ့သူဒီ Lipo 4တွေကိုတော့အသွင်းလို့မရဘူးဆိုတော့ဒီလိုမျိုးexternal charger ပေါ့နော် Lipo 4 external charger နဲ့ပြန်ပြီးတော့အသွင်းရတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်လက်ရှိ body က73.4 volt ပေါ့နော်73.4 volt ဆိုတော့ဒီမှာ DC ampere ပေါ့နော် DC ampere ဆိုရင်ကျွန်တော် 0.23 လောက်ပဲဆွဲထားတယ်ဒီ inverter ဖွင့်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီမှာဟို Mercury မီးပေါ့နော်ဆိုတော့ဒါနဲ့ကျွန်တော်လုံးတစ်ချက်စမ်းပြပေးမယ်ပေါ့နော်ဆိုတော့ဒီမှာမီးတွေကျွန်တော်ဖွင့်လိုက်မယ်ဆိုတော့ခုဒီမှာကျွန်တော်အလုံးဖွင့်လိုက်တယ်ကျွန်တော်7 ampere ပေါ့နော်ဆိုတော့နောက်ထပ်အလုံးလေးထပ်ဖွင့်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်မီးလုံးတွေဖွင့်လာတယ်ကျွန်တော် ampere အနေနဲ့ကျွန်တော်ဘယ်လောက် ampere လဲဆိုတော့21.6 ampere ပေါ့နော်ဆိုတော့အဲ့လောက်ဆွဲတယ်ဆိုတော့ watt အနေနဲ့ဆိုရင်ကျွန်တော်ဘယ်လောက်လဲဆိုတော့73နဲ့ကျွန်တော်ဒီမှာ21နဲ့မျှပါဆိုရင်ကျွန်တော်က watt 300ပေါ့နော်ဆိုတော့အဲ့လောက်ကျွန်တော်တုံးထားတယ်ဆိုတော့အဲ့လောက်မှာဒီမှာဘိုးလေးရလဲ73.4ကနေ73.3 0.1 ပဲကြားတယ်ပေါ့နော်0.1ပဲကြားတယ်ဆိုတော့တော်တော်လေးမိုက်တယ်ဆိုတော့ဒီလိုမျိုးတွဲဖို့စင်မီတာဘက်ထရီအိုးလေးကျွန်တော်စီမှာရပါတယ်